အားလုံးပဲမင်္ဂလာပါ YouTube channel ရဲ့ညီကိုမောင်နှမမိတ်ဆွေပေါင်းများအားလုံးပဲမင်္ဂလာပါဒီနေ့ပြီးတဲ့ဒူးဒီလေးပေါက်ကြလားမသိဘူးအပူလေးထွက်သွားတယ်နော်ကိုပူအပူလာပြန်ကြရည်ပြလာနေတော့အပူလာတော့မယ်လို့30နှစ်ခါခွန်အားနှစ်ခါလာတော့အပူလာတော့မယ်လို့အဲကြောင့်အပူလေးပေါက်ကြလားမသိဘူးနော်အဲ့လိုအမြဲတမ်းမှန်ဖို့မှားတာလည်းရှိတာပေါ့အမြဲတမ်းမှန်ဖို့ကတော့မဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့တစ်ပတ်မှာ3ချိန်4ချိန်လောက်တော့မှန်တာပေါ့3-4ရက်လောက်တော့3ရက်လောက်တော့မှန်အောင်တော့ပြီးနိုင်ပါတယ်တစ်ပတ်မှာ3ရက်လောက်တော့မှန်အောင်ပြီးနိုင်တဲ့အတွက် channel လေးကိုလည်း like subscribe လေးလုပ်ပြီးတော့အသေးလေးတွေ like လေးတွေနှိပ်ပြီးခဲ့ပါ comment လေးလည်းရေးပြီးခဲ့ပဲကြောက်ပါgiveaway လေးလည်းပြီးမယ်ပေါက်ထားတဲ့ဟာလေးတွေပေါ့ပေါက်ထားတဲ့ဟာလေးတွေ giveaway လေးပြန်ပြီးမယ်ရှုံးထားတဲ့လူတွေလည်းအမျက်လေးတွေပြန်ရင်းလေးပြန်ရအောင်လေပြီးမယ်ကွာ channel လေးကိုလည်း subscribe လေးလုပ်ပေးပါထိကထားပါပဲ